မင်္ဂလာပါအလုပ်ခွင်မှာကိုယ့်ရဲ့အရေးချင်းနဲ့ပတ်သက်ပြီးတန်တရားဖြစ်ကြမျိုးဒါမှမဟုတ်ဒီနေရာနဲ့ငါနဲ့မချိုက်ကြဘူးဆိုတဲ့ခန်းစားချက်မျိုးကြုံမှုကြလားကြုံမှုတွေဆိုရင်တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာတော်တော်လေးအသုံးဝင်ပါလိမ့်မယ်ဒီနေ့မှာတော့အလုပ်ခွင်မှာကိုယူကြည်မှုဘယ်လိုတီးဆောက်မလဲဆိုတဲ့အကြောင်းကိုအသေးစိတ်ဆွေးနွေးသွားကြမှာပါကဲစလိုက်ကြရအောင်ဒီလိုကိုတန်တရားဝင်တဲ့စိတ်တချို့က imposter syndrome လို့ခေါ်ကြတဲ့ခံစားချက်မျိုးကလေလူတိုင်းနှိပါကြုံဖူးကြပါတယ်အဲ့ဒီတော့ကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးဆိုတာကိုအရင်ဆုံးသိထားဖို့လိုပါတယ်ဒါကလုံးဝဖြစ်လေဖြစ်ထားရှိတဲ့ခံစားချက်တစ်ခုပါပဲအရေးကြီးတာကဒီခံစားချက်ကိုဘယ်လိုမျိုးကြော်လွှားမလဲဆိုတာကိုသိဖို့ပါပဲဒီမှာအဓိကမှတ်ထားရမယ့်ချက်ကတော့ယုံကြည်မှုဆိုတာတချို့လူတွေမှာပဲမွေးကလေးကပါလာတဲ့အထူးခွင့်အရေးတစ်ခုမဟုတ်ပါဘူးတကယ်တော့ဒါဟာချွတ်သားတစ်ခုလိုပါပဲလေ့ကျင့်မယ်ဖြိုးတောင်းမယ်ဆိုရင်တဖြည်းဖြည်းတန်မာလာနိုင်တဲ့ကျွမ်းကျင်မှုတစ်ခုပါဆိုလိုတာတော့လေဘယ်သူမဆိုစူးစမ်းရင်ယုံကြည်မှုရှိတဲ့သူတွေကဖြစ်လာနိုင်တယ်ဆိုတာပါပဲဒါပေမဲ့အလောက်ခွန်မှာယုံကြည်မှုကဘာလို့များဒီလောက်တောင်အရေးကြီးနေရတာလဲအဖေကတော့ရှင်းရှင်းလေးပါဒါဟာကိုယ့်ရဲ့အလောက်အကိုင်တိုးတက်မှုဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းရည်ပြီးတော့တခြားသူတွေကကိုယ့်အပေါ်ဘလို့မြင်တယ်လဲဆိုတာကိုပါတိုက်ရိုက်တယောက်မှုရှိနေလို့ပါပဲခန်းစားချက်တသက်ဆိုတာထက်အများကြီးပို့ပါတယ်ဟုတ်ပါပဲယုံကြည်မှုရှိခြင်းအပြင်လုပ်ငန်းခွင်မှာလက်တွေ့ကျတဲ့အကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်ယုံကြည်မှုအပြည့်နဲ့စကားပြောတဲ့အခါအလုပ်လုပ်တဲ့အခါလုပ်ဖို့ကိုင်းဖတ်တည်ရဲ့လေးစားမှုကိုပိုရရှိစေတယ်ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းပိုပြီးပြတ်တောက်လာစေတယ်တကယ်တော့ဒါဟာအောင်မြင်မှုရဲ့အခြေခံအုံမြစ်တစ်ခုလို့တောင်ပြောလို့ရပါတယ်အဲ့ဒီလိုအခြေခံအုံမြစ်ကိုတည်ဆောက်ဖို့ပထမဆုံးအဓိကချက်ကတော့ကိုယ့်ရဲ့အတွင်းစိတ်ကနေစတင်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အတွင်းစိတ်အတွေးတွေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကအရေးကြီးဆုံးပါပဲဒီစကားကတော်တော်လေးထိမိပါတယ်ကျွန်တော်တို့အားလုံးဒီပါကိုအပစ်တင်တတ်တဲ့ဝေဖန်တတ်တဲ့အတွေးစိတ်ကအတန်ခွက်တွေကိုကြားဘူးကြမှာပါဒီလိုလို့လဲဘာမှကြိုးမရှိခဲ့ဘူးလေအဲ့ဒီစားကိုယ့်ရဲ့အတွေးစိတ်ဇလံကိုပြောင်းလဲကြည့်လိုက်တာနဲ့အရာအလုံးပြောင်းလဲသွားနိုင်တယ်ဆိုတဲ့စွမ်းအားကိုဒီစကားကဖော်ပြနေတာပါโอเคယုံကြည်မှုကိုပျက်စီးစေတဲ့အတွင်းစိတ်ကအတန်ဒီကိုတိုက်ထုတ်ဖို့ဒီလက်တွေ့ကျတဲ့အဆင့်လေးဆင့်ကိုလိုက်နာကြည့်လို့ရပါတယ်ဥပမာပေါ့လေကိုငါကဒီအလုံးနဲ့မတော်ပါဘူးလို့တွေးမိတယ်ဆိုရင်ခဏရပ်ပြီးပြန်မေးကြည့်ပါအဲ့ဒီလိုပြောဖို့ဘလို့တက်တဲ့ခိုင်လုံရှိလို့လဲဆိုပြီးတော့ပေါ့ပြီးရင်အဲ့ဒီအတွေးကိုငါလုံနိုင်တယ်အရင်ကလည်းဒီထက်ခက်တာတွေအောင်မြင်ခဲ့ဖို့တဲ့ဆိုရယ်အကောင်းမြင်စိတ်နဲ့အစားထိုးပစ်လိုက်ပါဒါကတော်တော်လေးအစွမ်းထက်တဲ့နေလန်းတစ်ခုပါအောင်မြင်မှုကိုစိတ်ထဲမှာကြိုတင်လေ့ကျင့်တာကအားကစားသမားတွေပြိုင်မွေးမှုဝင်ခင်စိတ်နဲ့လေ့ကျင့်တာနဲ့အတူတူပါပဲဒီလိုလှုပ်ခြင်းအဖြစ်ဥမောက်ကိုအကောင်းမြင်တဲ့ရာလက်တွေအတွက်ကြိုတင်ပြင်ဆင်ပေးရရောက်ပြီးအောင်မြင်မှုကိုပိုပြီးလက်တွေ့ကျလာစေပါတယ်ဟုတ်ပြီအတွင်းစိတ်ကိုပြင်ဆင်ပြီးပြီဆိုရင်တော့အဲ့ဒီယုံကြည်မှုကိုအပြင်ပန်းမှာဘယ်လိုပြတယ်မလဲဆိုတာစက်ကြည့်ကြရအောင်အခုကတော့အတွင်းစိတ်ကနေအပြင်ပိုင်းမှာယုံကြည်မှုကိုပြသနိုင်တဲ့လက်တွေ့လှုပ်ဆောင်နိုင်တဲ့အပြုအမူတွေကိုအာရုံစိုက်ကြည့်ကြပါမယ်ဒီ slide မှာကကေစိတ်ဝင်စားဖို့ကောင်းတာကဘာလဲဆိုတော့စကားတခိုးမှမပြောရသေးခင်မှာကိုပဲကိုဟန်အနေထားနဲ့ကိုအမှုရတွေကယုံကြည်မှုကိုဘလို့ပြတာနေလဲဆိုတာပါပဲကောင်းဝမော့ခါဝမထားပြီးရင်းကိုကော့ထားတဲ့ပုံစံမျိုးကယုံကြည်မှုရှိတယ်လို့ထင်ရစေုံတင်မကဘူးစိတ်ပိုင်းဆိုင်ရာအရာလေကိုပိုပြီးစွမ်းအားရှိတယ်လို့ခံစားရစေပါတယ်မျက်လုံးချင်းစုံကြည့်တဲ့အခါမှာတော့80ချီ20စီးမင်းလေးကိုသုံးနိုင်ပါတယ်ဆိုလိုတာကစကားပြောဆိုမှုရဲ့80%လို့မျက်လုံးချင်းစုံပြီးပြောဆိုတာမျိုးပေါ့ဒါကကိုကစိတ်ဝင်စားမှုရှိတယ်ယုံကြည်ထားတယ်ဆိုတာကိုပြသတာရောက်ပါတယ်ဆိုတော့အထူးကချက်ကတော့လေကိုဂယူးဆိုင်ခြင်းနဲ့ကြိုတင်ပင်စင်ခြင်းတွေဟာကျွမ်းကျင်ပိုင်နိုင်တဲ့ပုံစံကိုပေါ်လင်စေပါတယ်ပြီးတော့ယုံကြည်မှုရှိတယ်လို့ခံစားရစေဖို့ရောအပြင်ပန်းမှာလည်းယုံကြည်မှုရှိတဲ့ပုံပေါက်စေဖို့ရောအတွက်အခြေခံအကြားစွာချက်တွေပါပဲကဲအတွင်းစိတ်ရောအပြင်ပန်းကိုရောပြင်ဆင်ပြီးပြီအခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒီယုံကြည်မှုကိုယာယီတိုးမြင့်တာမျိုးမဟုတ်ပဲရေရှည်မှာဘလို့ထိမ့်သိမ်းသွားမလဲဆိုတာပါပဲဒါကတော့ရေရှည်အတွက်တိဆောက်ရမယ့်အလျက်ကျင့်တွေဖြစ်ပါပဲယုံကြည်မှုဆိုတာကလေကိုယ့်ရဲ့အရွယ်ချင်းကိုတက်သေးပြနိုင်တဲ့အထောက်အထားတွေစုဆောင်းတာနဲ့တထေးပြီးကြီးထွားလာတာပါဒါကြောင့်အပတ်စဉ် report တစ်ခုကိုအမှားယွင်းမရှိအချိန်မီပြအောင်လုပ်တာမျိုးလို့ကိုတကယ်ရနိုင်တဲ့အောင်မြင်မှုခြေလှမ်းလေးတွေနဲ့ပဲစတင်သင့်ပါပဲအဲ့ဒီအောင်မြင်မှုလေးတွေစုပုံလာရက်ခါယုံကြည်မှုကသူ့အလိုလိုတက်လာတာကိုတွေ့ရမှာပါအကြောက်တရားကိုရင်ဆိုင်ပါဆိုတဲ့စကားကိုလုပ်ငန်းခွင်နဲ့ဆက်ကြည့်အောင်စဉ်းစားမှုအသေးစားလေးတွေပေါ့ဥပမာမီတီမှာမေကုန်းတစ်ခုမေးကြည့်တာမျိုးဒါမှမဟုတ်အကြံတစ်ခုလောက်ပေးကြည့်တာမျိုးလှုပ်ဆောင်တာကကိုယ့်ရဲ့ comfort zone ကိုချစ်ထွင်လိုက်တာပါပဲအကြံတိုင်းအဲ့ဒီလိုလှုပ်လိုက်တဲ့အခါယုံကြည်မှုကတိတိတသားကြီးထွားလာတာကိုတွေ့ရပါလိမ့်မယ်
ဒီမှာတော့ရေရှည်အတွက်အလွန်အစွမ်းထက်တဲ့အလေးအချင်းတချို့ကိုဖော်ပြထားပါတယ်အဆက်မပြတ်တင်ယူပါတခြားသူတွေကိုကူညီပါပြီးတော့နိုင်ရှိမှုတွေကိုရှောင်ပါအရေးကြီးဆုံးကတော့လေစိုးရုံမှုလေးအခက်အခဲတွေဟာရှောင်လဲလို့မရဘူးဆိုတာကိုလက်ခံဖို့ပါပဲနာမည်ကျော် Oprah Winfrey တော်တချင်ကသတင်းထောက်အလုပ်ကနေအလုပ်ထုတ်ခံခဲ့ရဘူးလေဆိုတာကိုသတိရပါ ဒါဆိုရင်တော့ကျွန်တော်တို့ဆွေးနွေးတဲ့အရာအချက်တရားအောင်ကိုပြန်ပြီးခြုံငုံကြည့်လိုက်ကြအောင်မမိလွယ်ပြီးလက်တွေ့ချင်းတုံးရလွယ်အောင်အချင်းချုံပြီးပြန်ကြည့်ကြပါစို့ ဒီမှာကျွန်တော်တို့တင်ပြခဲ့တဲ့ရိုးရှင်းပြီးမှတ်မိလွယ်တဲ့အမှုပေါင်းကိုကောင်းကောင်းသရောဖော်ထားပါတယ်ပထမဆုံးအတွင်းစိတ်ကိုကျွမ်းကျင်အောင်လုပ်ပါပြီးအပြင်ပိုင်းမှာယုံကြည်မှုရှိတဲ့အပြုအမူတွေနဲ့ပြသပါပြီးတော့ရေရှည်ခံမဲ့အလေးချိန်တွေနဲ့တည်ဆောက်ပါဒီတောင်းချက်ကအလုပ်ခွင်မှာယုံကြည်မှုတည်ဆောက်ခြင်းရဲ့အဓိကတော့ချက်တွေပါပဲ အဆုံးသတ်အနေနဲ့ဒီမေဟွန်လေးတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်မနေ့ဖြန်မှာချက်ချင်းစပြီးလှုပ်ဆောင်မဲ့ယုံကြည်မှုရှိတဲ့လှုပ်ဆောင်ချက်အသေးစားတစ်ခုကဘာဖြစ်မလဲစဉ်းစားပြီးလက်တွေ့ကျင့်သုံးကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်နောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်